အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ Data Token အသုံးပြုပြီးတော့ကိုယ့်ရဲ့ကိုယ်စေကန် TV နဲ့ကိုယ် patient တွေရဲ့ဖုန်းတွေမှာဆရာဝန်ကြည့်နေတဲ့ token နံပါတ်ကိုဘယ်လို update လုပ်ရမလဲဆိုတာကိုဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့Data Token app ကိုဖွင့်ပါမယ် app ကိုဖွင့်လိုက်ပြီဆိုရင်ဒီနေ့စေကန်မှာထိုင်မဲ့ဆရာဝန်စရင်းကိုမြင်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့မှာဆိုရင်ဒေါက်တာအောင်ထက်ထွန်းနဲ့ဒေါက်တာဟိမင်းသူကျွန်တော်တို့နှစ်ယောက်ထိုင်ပါမယ်ကျွန်တော်တို့ဒေါက်တာအောင်ထက်ထွန်းရဲ့patient တွေကို management စပြီးတော့လုပ်ပါမယ်ကျွန်တော်ပထမဆုံးလုပ်ရမှာတော့ဆရာဝန်ရောက်ပြီလားဒါမှမဟုတ်ဆရာဝန်နောက်ကျနေလားဒါမှမဟုတ်ဆရာဝန်ကဒီနေ့ဒီရက်ကျူးကိုလာမထိုင်တော့ဘူးလား cancel လုပ်မှာလားပေါ့ကျွန်တော်စပြီးလုပ်ရပါမယ်ဒါလို့ဆရာဝန်ရောက်ပြီဆိုတော့ဆရာဝန်ရောက်ရှိပါပြီကိုနှိပ်လိုက်ရပါပြီဒါလို့ဆရာဝန်ကနောက်ကျနေတယ်ခွဲစိတ်ခံဝင်လို့နောက်ကျနေတယ်စသဖြင့်အဲ့လိုအကြောင်းအရာရှိရဆိုရင် delay ကိုနှိပ်ပါမယ် delay မှာခွဲကန်းဝင်နေပါသဖြင့်ပေါ့ဘယ်ချိန်မှရောက်မှာည9:00 နာရီမှရောက်မှာပေါ့ည9:00 နာရီရောက်ပါမယ်ဒါမျိုးထည့်လို့ရပါတယ်တော့ရှိကတော့ကျွန်တော်တို့delay ကိုမထည့်တော့ဘဲနဲ့ဆရာဝန်ရောက်တဲ့အကြောင်းပဲနှိပ်လိုက်ပါမယ်ဆရာဝန်ရောက်ရှိပါပြီပေါ့ဒါဆိုရင်ဆရာဝန်ရောက်တာပြန်သွားတယ်ပတ်သက်ပြီးတော့ကျွန်တော်တို့ဆရာဝန်ပြန်သွားပြီဆိုတော့ကျွန်တော်ဒီမှာ finish ကိုနှိပ်လိုက်ပြီဆိုရင်ဒါဆရာဝန်ပြန်သွားပါပြီပေါ့အဲ့လိုနှိပ်ထားလို့ရပါတယ်အဲ့တော့လူနာတွေရောက်လာပြီဆိုတော့ကျွန်တော်တို့အောက်မှာလူနာဆင်းရှိပါတယ်ဒီနေ့ဆိုရင်ကျွန်တော်တို့လူနာ32ယောက်ရှိပါတယ်32ယောက်ထဲကရောက်လာတဲ့သူကို tap လုပ်လိုက်ရင်ရပါတယ်အခုကျွန်တော်တို့စုစုမွန်ရောက်လာတော့စုစုမွန် tap လုပ်လိုက်ပါမယ်စုစုမွန်ရောက်လာပြီဆိုရင်နောက်တစ်ယောက်သူထပ်ရောက်လာတယ်တန့်စင်ဦးရောက်လာဆိုတော့ကျွန်တော်တန့်စင်ဦးကို tap လုပ်လိုက်ပါမယ်ဒီလို tap လုပ်လိုက်ဆိုရင်တို့ booking တင်ထားတဲ့အနေထားနေပြီးတော့ arrive ဆိုပြီးတော့ပေါ်လာပါတယ်အယောင်ကလည်းအစိမ်းရောင်နေပြောင်းသွားပါတယ်အခုဆိုရင်ကျွန်တော်စုစုမွန်နဲ့တန့်စင်ဦး2ယောက်ရောက်ပါပြီအခုချိန်မှာကျွန်တော်လူနာစကြည့်မယ်ဆိုရင် call clock ကိုနှိပ်လိုက်လို့ရပါတယ်အခုဒီမှာ call clock မှာနံပါတ်2ကိုခေါ်မယ်လို့ပြောထားပါတယ်နံပါတ်2ကစုစုမွန်ကိုကျွန်တော်ခေါ်မယ်ဟဲ့ဆိုရင် call ကိုခေါ်လိုက်ပါမယ် call ကိုခေါ်လိုက်ပြီဆိုတော့ non serving ညတော့လက်ရှိ consulting လုပ်နေရတော့နံပါတ်2စုစုမွန်ကိုလုပ်နေရဖြစ်ပါတယ်နောက်တစ်ယောက်စုစုမွန်ပြီးတော့နောက်တစ်ယောက်ကိုထပ်ခေါ်မယ်ဆိုလက်ရှိရောက်နေတဲ့ထဲကခေါ်မှာနံပါတ်5ပေါ့ကျွန်တော် call နောက်ပိုင်းနံပါတ်5ဆိုပြီးတော့ပေါ်နေရရှိပါတယ်ဒါဆိုရင်တော့ဒီအချိန်ကြောင်းကိုကြည့်နေတဲ့ patient တွေပြနေတဲ့ TV တွေမှာလည်းလက်ရှိကတော့နံပါတ်2ကိုပြနေကြည့်နေပါပြီဆိုတာမျိုးကျွန်တော်တို့မြင်နေရမှာဖြစ်ပါတယ်โอเคအခုကျွန်တော်တို့နံပါတ်9ရဲလင်းအောင်လည်းရောက်လာပါပြီနောက်ကနံပါတ်8နန်းစုမွန်လည်းရောက်လာပါပြီကျွန်တော်တို့ဒါတွေကိုနှိပ်လိုက်ပါမယ်โอเคတဲစုမွန်ကအခုစုစုမွန်ကကျွန်တော်ကြည့်ပြီးသွားတော့နောက်တစ်ယောက်ကိုပါမယ်နောက်တစ်ယောက်ကနံပါတ်5ဆိုကျွန်တော် call clock ကိုပဲနှိပ်ပါမယ် call clock ကိုပဲတကယ်လို့ကျွန်တော်တို့ cancel တွေဘာတွေလုပ်တယ်ဟေ့ဆိုရင်ထားပါတော့ကျွန်တော်တို့ဒီမှာနံပါတ်6မေသူစာက cancel လုပ်မယ်ဆိုကျွန်တော်တို့မေသူစာကိုဖိထားလိုက်ပါမယ်ဖိထားပြီးတော့သူဘာလုပ်မှာလဲဆိုကျွန်တော်တို့ cancel လုပ်မှာပေါ့ cancel လို့ပြောလိုက်ရင်မေသူစာဒီနေ့မပြပြတော့ဘူးပေါ့ cancel ဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ဒီမှာပြပါတယ်ဒီမှာလည်းအယောင်တွေပိုင်းမှိန်သွားပြီးတော့သူညာဘက်မှာလည်း cancel ဆိုပြီးတော့ပေါ်နေမှာဖြစ်ပါတယ်ဒီလိုပဲကျွန်တော်ရောက်လာပြီဆိုရင်ရောက်လာတဲ့လူရဲ့နံပါတ်ကိုနှိပ်နောက်တစ်ယောက်ခေါ်မယ်ဆို call ကိုနှိပ်တကယ်လို့ကျွန်တော်အခုခေါ်တယ်နံပါတ်9ကိုခေါ်လိုက်မယ်ပေါ့နံပါတ်9နှိပ်လိုက်မယ် call ကိုနှိပ်လိုက်မယ် okay နံပါတ်9ကမလာဘူးပေါ့မလာဘူးဆိုကျွန်တော် skip ကိုနှိပ်လိုက်ပါမယ်နံပါတ်9ကို skip ကိုနှိပ်လိုက်ပြီဆိုရင်8က auto တက်လာမယ်ပေါ့ပြီးတော့9ကိုလည်းကျွန်တော်က finish တယ်မှာပဲသွားထည့်ထားပါမယ်တကယ်လို့9ပြန်ရောက်လာပြီဆိုရင်ကျွန်တော်9ကို arrive ပြန်ပြရမှာပေါ့တကယ်လို့အခု9ကပြန်ရောက်လာပြီဆိုရင်9ကိုဖိထားမယ်သူ arrive ပြန်ပြမှာဖြစ်ပါတယ်အဲ့တော့သူ့ကျွန်တော်ကကြော်သွားလို့ဖြစ်ပါတယ်ဒီလိုနဲ့ကျွန်တော်ရောက်တယ်ဆိုရောက်တဲ့အကြောင်းပြပြီးရင်ခေါ်မယ်ဟေ့ဆိုခေါ်မယ်အကြောင်းပြနေရင်ကျွန်တော်တို့ရပါပြီအကုန်လုံးပြီးသွားပြီဟေ့ဆိုတော့ကျွန်တော်တို့ဆရာဝန်ပြန်တော့မယ်ဟေ့ဆိုတော့ finish ပေါ့ finish ကိုနှိပ်လိုက်ပါမယ်ဒါဆိုတော့ဆရာဝန်ဒီနေ့ကြည့်ရဲ့အစီအစဉ်ပြီးပါပြီ